very very happy ဘာလို့လဲဆိုတော့ CIC ရဲ့ထွက်သွားတဲ့ခနေရာတငယ်ချင်းတွေလည်းတွေ့ရမယ်နောက်ပြအမေအဖေတို့ဖြစ်ချင်တဲ့ခနေရာကိုရောက်သွားတဲ့ dream လည်းရသွားပါပေါ့ like နှစ်ခါတော့ကြက်ဖြစ်ပြီးတော့နည်းနည်းလေးတော့စခါလေးစိတ်တကြရတော့ရှိရပြီပဲနောက်တော့ရသွားပဲရပြောရဲကျောင်းတော့ကြပြီမဲ့လည်း yeah endless happiness I guess almost ဒီစားမြတ်တွေ try နေတဲ့သူတွေတော့ကျွန်တော်ပေးချင်တာတော့အဓိကတော့ information ကိုကြာကြည့်စေချင်ပါတယ်တကယ်လို့ကိုယ့်ဘက်ကလိုရရှိရတယ်ဖြစ်ပြရမယ်အဲ့တော့ကိုရိုင်းကလည်းရမယ်လို့ယုံကြည်ပြီးဖို့တော့လိုသေးရဲ့အဲ့တစ်ခုပေါင်းတော့ရဖို့ကတော့မရပါတယ်ဆက် try နေကြပါ keep up ကျမ CIC မှာတက်နေတဲ့ဒါမင်းသက်ကိုရမေပါဒါလေးကအဲ့2024ဒီအောက်တိုဘာ intake မှာသူတက်ခဲ့တာပေါ့နော်သူကတော့ဒီเจ้าမှာဘလို့ပြောရမှန်းမသိတော်တော်ပြောတယ်ဒီเจ้าမှာ तू အတက်အကြောင်းတက်အမှန်ဆုံးနဲ့အကြောင်းပြောဆုံးလူတွေပြောရမလားမသိအကြောင်းပြီးတာတော့မှ तू တောက်လျှောက် तू အကြောင်းတောက်လျှောက်နေတိုင်းသွားနေတာပေါ့နော်ဒီနေ့ तू သားလေးဒီ visa approve ရသွားတယ်ပေါ့နော်အဲ့ဒါအရန်ကိုဝင်းတာလို့တခါဟိုဘာနဲ့မှပြောလို့တော့မရပါဘူးဒါဒီเจ้าရောက်ပြီးတော့မှ तू စာအုပ်လဲပို့ပြီးတော့စူးစမ်းလာတယ်ဟိုနောက်ခါကျတော့ဒီเจ้าက तू ဟို activities လေးတွေပေါ်မှာလဲ तू ကတကယ်ဟို motivation အပြည့်နဲ့ပေါ့နော်ဟိုလုံနေနောက်ခါကျတော့ तू leadership ဘိုင်းမှာလဲဒီဘိုင်းဒီเจ้าတက်ပြီးကြတဲ့ तू တော်တော်လေးကောင်းလာတယ်အဲဒီအခုကနေဒါကိုလဲ तू သွားကျင်တာပေါ့နော်အရင်ကျမတို့အခုကတော့3ချိန်မြောက်လို့ပဲပြောရမှာပေါ့နော်3ချိန်မြောက်မှာ तू ကိုရီးယားဟိုလုံးလကိုရီးယားမလျှော့ပဲနဲ့လောက်ခဲ့လို့အခုတော့3ချိန်မြောက်မှာရသွားတာပေါ့နော်သူเจ้าဗီဇာရှောက်ပြီးကြတဲ့ကျွန်မမှာတနေ့နေ့ဟိုစားပွဲအိမ်မပြောပဲတနေ့နေ့ဟိုရောက်လိုက်တဲ့ဟိုเจ้าနေဆိုတာလဲမနေဟိုเจ้าပေါင်းမြောက်များစွာပေါ့ဖေဟိုအတိတ်တန်ပေါင်းမြောက်များစွာနဲ့သွားရတာပေါ့နော်အခုရလာတဲ့ခါကျတော့ဘာနဲ့မှပြောပြလို့မရအောင်အရင်ကဝန်တာမိပါတယ်